အားလုံးမင်္ဂလာပါ The Next Big Influencer Show Season 2 Podcast ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ show ကြီးကလည်းပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီနေ့ show နဲ့ပတ်သက်တဲ့အကြောင်းလေးတွေကိုအနည်းငယ်ပြန်ပြီးဆွေးနွေးဖို့အတွက်ကျွန်တော်တို့ရဲ့ show ရဲ့အဓိကအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ Executive Show Producer ကို Lewis နဲ့ကျွန်တော်တို့ရဲ့ Art Director ဖြစ်တဲ့မက်ဘီဘီတို့ပဲဖြစ်ပါတယ်ကိုတို့မင်္ဂလာပါမင်္ဂလာပါဟုတ်အဲ့တော့ခုနပြောသလိုပဲပေါ့နော်ကျွန်တော်တို့ show ကြီးကလည်းအောင်မြင်စွာပြီးဆုံးသွားပြီဆိုတော့ဒီကျွန်တော်တို့ show ပြီးသွားပြီမဲ့လည်း comment တွေထဲမှာမတို့လည်းတွေ့ရမှာထင်ပါတယ်ဒီပေါ့နော်လူတွေကဝင်လာရသွားတဲ့အပေါ်မှာနည်းနည်းလေး debate လေးတွေနည်းနည်းဖြစ်နေရပေါ့နော်အဲ့တော့တချို့တွေကကြတော့ဒီ Penny တို့ Zizi တို့ကိုလုံးဝ top 5 player မှာပြေးနေတဲ့လူတွေကိုရစေချင်တယ်ပေါ့တကယ်ရသွားတာကျတော့လုံးဝ underrated ဖြစ်တဲ့ဆူရှာနေပြီးတော့ဒီ winner ဖြစ်ရသွားတဲ့အပေါ်မှာနည်းငယ်လေးဟိုအမားတို့အမြင်လေးကိုလည်းနည်းနည်းပြပြပေးပါပေါ့ပထမဆုံးနေပြောချင်တာကတော့ဒါ show ပြီးသွားပြီ show ကိုလည်းဒါပရိသတ်တွေကြိုက်ကြတယ်အောင်မျိုးနဲ့ပြီးသွားတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါshow ပြီးသွားတဲ့အကြောင်းမလို့ဒါလွမ်းနေရတယ်ပေါ့နော်အဲ့အထဲမှာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်လည်းဒါနောက်ဆုံးဒီ episode ပြီးသွားတဲ့အချိန်မှာဒါအားလုံးနဲ့အတူတူမှတ်တရကျွန်တော် live လည်းလွှင့်ခဲ့တယ်အဲ့ဒီမှာလည်းဒါပရိသတ်တွေရဲ့မျိုးစုံ comment လေးတွေဘာတွေဖြစ်နေလဲဆိုတာကိုကျွန်တော်ပြောခဲ့ရတယ်ရှိတယ်ဆိုတော့ winner နဲ့ပတ်သက်ပြီးတော့အဓိကတော့ပြောချင်တာကတော့မှန်ပါတယ်အားလုံးကတော့ကိုကြိုက်တဲ့ဉာဏ်ပညာရှင်ကိုကြိုက်တဲ့ဒါကိုယ့်ရဲ့ idol တွေကိုရစီစီကြတော့ဓမ္မတာပဲပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့တကယ်လက်ရှိမှာကန်ညာရီယာရေပေါင်းပြီးသွားတဲ့အချိန်မှာအဓိကတော့final နဲ့ရောက်သွားပြီဆိုတော့ top 5အားလုံးကဘယ်သူပဲဖြစ်ဖြစ် winner ဖြစ်ဖို့အတွက်ထိုက်တန်တယ်အဲ့ထဲမှာမှတကယ်ပို့ပြီးတော့နီးစနစ်မှန်မှန်နဲ့တခြားလေးစဉ်းစားပြီးသွားတော့ strategy နဲ့သွားတဲ့လူကတော့ winner ဖြစ်သွားတယ်လို့ကျွန်တော်လည်းထင်ပါတယ်ကျွန်တော်လည်းဒါ Penny UCC တော့အများနဲ့ဒါစပြီးတော့ episode 1ကနေကနောက်ဆုံးချိန်ဒီကိုပဲဒါ top 1 2 1 2 3အဲ့လိုမျိုးပြေးနေတဲ့ကလေးဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်လည်းဒါဘယ်သူရသွားမလားပေါ့နော်စိတ်ဝင်စားနေကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့ရသွားတဲ့အချိန်မှာလည်းwinner ကဆူရှာဖြစ်နေတယ် congratulation မှာသူလည်းတကယ်နောက်ဆုံး episode မှာနောက်ဆုံးအပိုင်းမှာတကယ်ကိုစူးစမ်းပြီးတော့ထိုက်ထိုက်တန်ရသွားလို့ထင်ပါတယ်ဟုတ်ဒီလည်းပြောပြပါဦးဒီအရှိမစခင်podcast မှာလည်းတစ်ခါပြောခဲ့ဖို့ပါတယ်ပေါ့နော်ဒီအမှတ်ပေး score board ကြီးမှာကိုယ်တိုင်က17ကွက်ပဲဆွဲထားတယ်အဲ17ကွက်ထဲမှာပဲအမှတ်ပေးမယ်ဒီ17ကွက်ပြီးသွားလို့ရှိလို့ရှိရင် transparent ဖြစ်ပေါ့နော်အမှတ်တွေပေါင်းပြီးတော့12ကွက်မရှိရဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးအမှတ်ကိုယူမသွားဘူးဆိုတာဟိုးစောကတည်းက hidden ပုံစံမျိုးထည့်ထားရပေါ့နော်ဆိုတော့အဲ့ဒါကလည်းအခု comment တွေမှာတွေ့နေရတယ်အရှိကအမှတ်တွေကအလကားဖြစ်တယ်လို့ပေါ့အမှန်တကယ်တော့အလကားဖြစ်တာမဟုတ်ဘူးဥပမာဆိုလို့ရှိရင်စီကြီးဆိုလို့ရှိရင်တမတ်နဲ့ကပ်ပါသွားတာစီကြီးသူအမှတ်တွေတအားများတယ်ဒါပေမဲ့အပိုင်း7မှာသူအမှတ်နှုတ်ခံလိုက်ရတအားများတော့သူ126နဲ့သူကပ်ပါသွားတာဟုတ်တယ်29နဲ့ကပ်ပါသွားတာဆိုတော့တမတ်တိုင်းကအမှတ်ကတန်မိုးရှိရပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီအမှတ်တွေအကုန်လုံးကလဟတ်သက်ဖြစ်သွားတာတော့မဟုတ်ဘူး top 5ကရော top 5ပဲtop 5ဖြစ်သွားတဲ့အချိန်မှာဘယ်သူမှဆို champion ဖြစ်ခွင့်ရှိတဲ့အတွက်အမှတ်တွေကို list ချလိုက်တာဒီအတွက်ကြောင့်မို့လို့အဲ့ဒီအမှတ်ကတော့ဘာမှ waste မဖြစ်သွားဘူးပေါ့ပြီးတော့ record ရှိတယ်ပေါ့ season 1 တော့ဆိုလို့ရှိရင်စုထက်ကဝင်တာအဲ့အတွက်ကြောင့်မို့စုထက်ကိုဒီမှာ coach အနေနဲ့ပြန်သုံးတာဒီလိုမျိုးပဲ top 5ကလည်းတခြားseason 3တွေဘာတွေမှာဆိုလို့ရှိရင်တို့ top 5အနေနဲ့တခုခုဒီ record ကဖြစ်နေမှာပဲပေါ့နော်အလကားတော့ဖြစ်မသွားပါဘူးဟုတ်အခုပြောရမှန်ပါတယ်အဓိကတော့ကျွန်တော်တို့ season 1မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒီပညာရှင်10ယောက်ကနေမှကျွန်တော် top 5ကိုခေါ်လာကြတယ်အဲ့ဒီမှာဆိုလို့ရှိရင်လည်းအဓိကတော့သူတို့ဘယ်လိုဒီလေးလုံနိုင်လဲပေါ့မူတည်ပြီးတော့ဒါ top 5ဖြစ်သွားတဲ့အချိန်မှာလည်းအဓိကတော့အဲ့မှာဆိုလို့ရှိရင်လည်းအဓိကဟိုဘယ်လိုပြောရမလဲဒီ bank account ထဲမှာပတ်စံနည်းများပေါ့မဟုတ်တော့ဘူးအဓိကတော့ကိုဘလောက်talent ချပြနိုင်လဲလာတဲ့ audience တွေကိုကိုဘယ်လိုအကောင်းဆုံး performance entertainment လုပ်ပေးနိုင်လဲပေါ့မူတည်ပြီးတော့ဒါသူတို့ဆိုလို့ရှိရင် season 1မှာကျွန်တော် voting နဲ့ပဲလုပ်ခဲ့တာဒီမှာကျတော့လေကျွန်တော်တို့မတူညီတဲ့ပုံစံအနေနဲ့ top 5ကိုကျွန်တော်တို့ဒါရောက်ရှိလာကြတယ်အမှတ်အနည်းများပေါ့သူတို့စူးစမ်းမှုတော့မူတည်ပြီးရောက်လာကြတယ်နောက်ဆုံး final မှာဆိုလို့ရှိရင်တော့ final အတိုင်းပဲဒီကအကုန်လုံးကတော်ပြီးသွားပြီဒါပေမဲ့အဲ့ဒီမှာဘယ်သူကပို့ပြီးတော့မှတီချာလေးစူးစမ်းပြီးတော့ strategy ကြဘယ်ဟာကိုလုပ်ရင်တော့ဘယ်လိုမြန်နိုင်မလဲဘယ်game စားရပို့ထားမြန်နိုင်လဲပေါ့နော်ဒါလေးကိုစူးစမ်းပြီးတော့သူတို့လုပ်ခဲ့ရတဲ့ကြောင့်မလို့season 1 or 2ကိုကြည့်မဲ့ပရိသတ်တွေကတော့ okay ဒီလိုမျိုးပုံစံမျိုးဒီလိုမျိုး method မျိုးဒီလို grade မျိုးနဲ့သွားတယ်ဆိုတာတော့ကြိုသိမယ် season 2မှာကျတော့ဒါအားလုံးပရိသတ်တွေကတော့နားလေတယ်ကိုကြိုက်တဲ့ကလေးတွေကိုကြိုက်တဲ့အမှုပညာရှင်တွေကိုပို့ပြီးတော့ဒါ winner ဖြစ်စေခြင်းနဲ့ရည်ရွယ်ချက်နဲ့ဒါဟိုနည်းနည်းဘယ်လိုပြောရမလဲတယောက်နဲ့တယောက်ကြားထဲမှာအငင်းပွားစရာလေးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ပြီးတော့တေချာတစ်ခုကတော့ top 5ဖြစ်သွားတဲ့ကြောင့်မလို့အားလုံးကတပြေးညီကျွန်တော်တို့ဒါအောင်မြင်မှုတွေတစ်စင်းရလာဖြစ်တဲ့ကြောင့်မလို့မတူညီပါဘူးဒါပါလို့ဆိုတော့ကျွန်တော်တို့ငယ်ငယ်လေးကဟိုပွင့်လင်းပြောရလို့ရှိရင်
အမှတ်တွေပေါ့နော်ဟို10တန်းမှာဂုံလူ6ဘာသာ9ဘာသာတဲ့တကယ်လက်တွေ့မှာဘယ်သူကပို့ပြီးတော့မှ top ဖြစ်နေလဲဆိုတာကိုကျွန်တော်ကြည့်ရမယ်ဆိုတော့ခါကြလို့ရှိရင်ဂုံတူးတွေအများကြီးပါပေးမယ်လေတခါကြလို့ရှိရင်ကျွန်တော်ဒီပြင်ပနေရာမှာပညာရှင်တယောက်အနေနဲ့နေကြတယ်ဒါပေမဲ့တချို့အမှတ်နည်းပေမဲ့လည်းတကယ်စီးပွားရေးပညာရှင်ဖြစ်နေတာမျိုးတွေတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီအမှတ်တွေကကျွန်တော်တို့ဘဝအတွက်အရေးကြီးမဟုတ်ဒါပေမဲ့ကိုဘလောက်စူးစမ်းထားလဲကိုဘလောက်အရေးကြီးရှိတယ်ဆိုတော့ထုတ်ပြနိုင်တဲ့အချိန်မှာတကယ်လက်တွေ့ကောင်းကောင်းလေးအသုံးချပြီးတော့ဒီနယ်ပယ်မှာကိုကကိုပို့ပြီးတော့ထိုးဖောက်နိုင်ဖို့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့အားလုံးလည်းနားလည်မယ်လို့ယုံကြည်တယ်ဟုတ်ကဲ့ပါဟုတ်ကိုဆက်ပြောလိုမျိုးပဲအဲဒီ season 1ရဲ့ talent show ပေါ့နော် talent show လို့ကောင်းတဲ့တထားရဲဆိုရင်အနောက်မှာအဲ့လိုမျိုး secret တစ်ခုရှိတယ်ပေါ့နော် hidden talent ဆိုတဲ့ဟာကရှိပြီးသားဆိုတော့ဒီမှာလူရောက်တရားဖိတ်ထားရလေပြောတယ်ဆိုတော့ဒီရောက်တရားကြိုက်မဲ့ဟာကိုလုပ်ပြရကိုယ့်ရဲ့ talent ဆိုတာထက်ဒီတရားကိုကြိုက်မဲ့အရာကိုလုပ်ပြရပါတော့ဆိုတော့အဲ့မှာအဲ့တော့ဆိုလဲဟိုအခုဖြစ်နေကြလို့ပဲဖြစ်တာပဲအခုဆိုအဲ့တော့ဆိုလဲကြိုက်တယ်ဘသူ့ကိုကြိုက်တယ်ဘသူ့ရစေချင်တယ်ဒီလိုရစေချင်တယ်ဆိုတဲ့ဟာဒါပေမဲ့ဒီ voting ရောက်တရားမှာကြတော့ဒါတိတိတတ်ကြီးကွဲပြားသွားပြီဒါဘာမှလည်းသွားပြီးညင်းလို့မရတော့ဘောနော်အဲ့လိုမျိုးဒီတရားကိုသူ့ရဲ့ talent ကိုကြိုက်ပါဆိုပြီး voting ပေးဖို့သူကဒါ entertain လုပ်သွားတာသူ့ရဲ့ entertainment ကိုကြိုက်လို့ဒါ voting ပေးကြတာဆိုတော့အနောက်မှာတော့အဲ့လို hidden talent ဆိုတဲ့ဟာမျိုးတော့မြုပ်ထားတယ် talent show ဆိုပြီးတော့ပြောပေမဲ့အဲ့လိုမျိုးတော့ season 1မှာလည်းလုပ်ခဲ့တယ်အခုလည်း season 2မှာလည်းအလားတူအဲ့လိုပါပဲအဲ့ season 1မှာဆိုတော့ရှင်လည်းကျွန်တော်တို့ hidden talent တွေထည့်ထားတယ်မြုပ်ကွက်တွေအများကြီးထည့်ထားတယ်ပေါ့နော်ကျွန်တော် show တွေတိုင်းမှာဆိုလို့ရှိရင် season 1မှာဆိုတော့ season 2မှာဆိုလည်းထည့်ထားတယ်ပေါ့ season 3မှာလည်းဘယ်လိုမြုပ်ကွက်တွေလာအောင်လဲဆိုတာလည်းအောင်လဲစောင့်ကြည့်ပေးဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်ပြီးတော့နောက်ထပ်ပြီးတော့ပြောချင်တာပေါ့နော်ကျွန်တော်တို့ဒီမှာထည့်ထားတဲ့skills 5ခုအကြောင်းနည်းငယ်လေးသိစေချင်တယ်ပေါ့နော်ဒီကြည့်တဲ့ audience အနေနဲ့ကိုလည်းဟိုဒီ skills 5ခုကဘာတွေလဲဆိုတဲ့ဟာကိုလည်းနည်းနည်းလေးပြောပြပေးသွားပါအောင်ဟုတ်skill 5ခုကပေါ့နော်ကျွန်တော်ပြောရမယ်ဆိုတော့ science social PR problem solving နဲ့ creative ပေါ့နော်ဒီကဒါတွေအားလုံးကyou know ကျွန်တော် podcast တွေမှာလည်းအမြဲပြောခဲ့သလို show တွေမှာလည်းအမြဲပါတယ် influencer တယောက်မှာရှိထိုက်တဲ့အရေးချင်းတွေမှာအရေးကြီးတဲ့အချက်5ချက်ပေါ့နော်ဒီဟာမျိုးကိုလည်းကျွန်တော် game 1စကနေစပြီးတော့ဒီဟာကိုအခြေခံပြီးဆော့လာတာပြီးရင် game 2ကနေ11ထိကလည်း game တစ်ခုချင်းစီမှာဒီຢာတွေကို base လောက်ထားပြီးတော့မှ secret လောက်ထားပြီးတော့မှ build လောက်လာတဲ့ game တွေပေါ့နော်ဒါအားလုံးလည်းသိကြရတာမှ final ဒီ episode မှာဆိုလို့ရှိရင်လည်းဒီ episode 1ကိုပဲနည်းနည်းလေးကျွန်တော်တို့ level လောက်လိုက်တယ်အဲ့ဟာကိုဒီပြီးဆော့ရတဲ့ခါမျိုးတွေမှာအားလုံးကတော့စိတ်လုံရှားတယ်ဘာဖြစ်မလဲဆိုရင်တကယ်ဆော့ရတဲ့အချိန်မှာဒီ9ခုကိုပဲပြန်ပြီးတော့တယောက်ချင်းစီကတစ်ခုချင်းစီမှာသူတို့မစော့လိုက်ရတာရှိတယ်ဘာလို့လဲဆိုတော့1မှာဆိုလို့ရှိရင်ကိုက lane တစ်ခုကိုရွေးလိုက်ရတာရတဲ့ဟာမျိုးတွေရှိရတယ်နော်တခြားလွယ်တဲ့ game မျိုးတွေတိုးရတယ်ရှိတယ် episode last episode မှာတော့ final episode မှာတော့ကျွန်တော်9ခုလုံးစော့ရချင်မှာသူတို့အတွက်ပို့ပြီးတော့မှ challenging ပို့ဖြစ်တယ်ဒီဟာမျိုးကလည်းအဓိကဘာလို့လဲဆိုတော့ဒီ influencer တွေအကုန်လုံးကဒီ9ခုလို့တဲ့ကြောင့်မလို့9ခုလို့သူတို့စော့သွားရတယ်အဲ့ချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော် emoji ပါတဲ့ဟာရှိရယ် band work တွေရှိရယ်ကျွန်တော်တို့ဒါနော် strat နဲ့ပတ်သက်တဲ့ဟာရှိရယ် creative နဲ့ပတ်သက်တဲ့ဟာရှိအဲ့မှာဆိုဒါအားလုံးလည်းသိကြမယ်နဲ့ဒါတဲအိမ်လေးစောက်တာဆိုလို့ရှိရင်ဒါတူတစ်ချောင်းနဲ့ဘယ်လိုစောက်ရတဲ့ဟာမျိုးလဲband work ဆိုလို့ရှိရင်လည်းဒီ word မပါဘဲနဲ့ဘယ်လိုဒီ express လုပ်မှာလဲသူတို့ရဲ့ဒီ communication နဲ့ဒီဟာကိုစဉ်းစားရတာဒီ emoji game တွေမှာဆိုလဲ social blog ပါဘာလို့အားလုံးကခါကြလို့ရှိရင် emoji လေးနဲ့ပြောရတယ်ကျွန်တော်တို့အပြင်လောကမှာဆိုလို့ရှိရင်ဒီဟာတွေကိုကိုဘယ်လောက်နားတယ်လဲဘယ်လိုမျိုးကို translate လုပ်လဲဆိုတဲ့ဟာမျိုးရှိတယ်ပေါ့နော်ပြီးရင် problem solving မှာဆိုလဲသိကြရဲကျွန်တော် puzzle set တဲ့ခါမှာဒါအားလုံးစဉ်းစားရတယ်ဘာလို့ဒီချိန်မှာကြောက်ပါဆိုကိုဘယ်လောက်စိတ်တည်ငြိမ်နေလဲကိုဘယ်လောက် humble ဖြစ်လဲပေါ့မူတည်ပြီးတော့စိတ်လှုပ်ရှားမှုများလို့ရှိရင်အမားတွေအများကြီးလုပ်နိုင်တယ်ဒီချိန်မှာလည်းတေချာတစ်ခုကပြန်ကြည့်လို့ရှိရင်စူးရှာကတည်းတည်းကြီးနဲ့ game 5ခုလုံးကိုတေချာလေးတေသက်ဆော့သွားအောင်တွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်ပြီးတော့ strength မှာဆိုလည်းအတိုင်းပဲကျွန်တော်တို့ဒီကဒီမှာဟိုဒီ ball queen နဲ့ဂျိုးတွေဆွဲသွားတဲ့ဟာမျိုးပေါ့နော်တာယာကွင်းနဲ့ဆော့တဲ့ဟာမျိုးမှာဆိုလို့ရှိရင်ဒါတယောက်ချင်းစီတွေတေချာလေးကျွန်တော်စီးစီးကြကြလေးလုပ်ပြီးဆော့သွားတယ်ဒီဟာနဲ့ပတ်သက်ပြီးတော့scale 5ခုကတော့အကုန်လုံးအရေးကြီးတယ်ဆိုတာကိုပေါ်ပြပေးသွားတာအဲ့လိုမျိုးပေါ့နော်ဟုတ်ပြချင်တဲ့အတွက်လည်းနောက်ဆုံးမှာဒီဟာကိုတမင်သက်ကိုခုနကကိုလူရဲ့ပြောသလိုပဲ9လိန်းလုံးကိုပြန်ပေးပြီးတော့အားသာချက် energy တွေတယောက်ချင်းစီရှိမှတော့ရှိခဲ့တယ်လို့ပဲဒီ9ခုလုံးကိုပြန်ပြီးရှင်ပြန်ခိုင်းတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်ဘုတ်ကောပါပြောအောင်ဟိုအဲခုနကပြောလို့ကဒီ9ခုကိုအခြေခံပြီးတော့လောက်ထားရဆိုတာတချို့ဟာဆိုရှင်ဟိုတင်ပေးတယ်မဟုတ်တင်ပေးဆိုတဲ့စကားတော့ဟိုဖြစ်ပါတယ်ပြီးပါတယ်ဆိုတော့ဒီ9ခုစလုံးမှာပြထားတဲ့အချိန်မှာ game ဆော့တဲ့အချိန်မှာလည်းလူတွေကထုတ်သုံးတာမဟုတ်ဘူးဒီ game ဆော့တဲ့အချိန်မှာဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုအမြင်တွေးတောနေရဖြစ်တဲ့ကြောင့်ဒီ game 9ခုကနောက်ွယ်မှာလည်းပြောပြနေရတယ်ကြီးရဲ့လူကလည်းငယ်တဲ့လူပြောရင်ငယ်တဲ့လူစီကကောင်းတဲ့ကွက်ကိုလည်းကြီးရဲ့လူကပြန်မြင်တယ်ဒီမှာသူစီကဒီစိတ်ကူးလေးမစိုးဘူးဆိုတဲ့ဟာမျိုးတွေအဲ့လိုမျိုး
အကုန်လုံးပေါ့နော်အကုန်လုံးတင်ဆက်မြင်စရာကြားစရာတွေတည်ကြီးပါပဲဆိုတော့အဲ့လိုမျိုးပဲသူ့ကောင်းဝက်လေးကိုကောင်းဝက်လေးနဲ့အကောင်းဆုံးလုပ်ကြတဲ့အချိန်မှာနောက်ွယ်မှာသူတို့ပို့ပြီးတော့တင်ကြားရတယ်လို့မြင်နေပေါ့နော်အဲ့အတွက်ကြောင့်မို့လဲဒီခီး10ရက်လောက်မှာပြိုင်ပွဲဖြစ်တဲ့တောင်တယောက်ပဲနိုင်မယ်ဆိုတော့အကုန်လုံးကပြိုင်ဘက်တွေဆိုမှညီကိုမောင်နှမတွေဖြစ်သွားကြရတယ်အဲ့ကိစ္စတွေမိသားစုကြီးတစ်ခုလုံးဖြစ်သွားကြတယ်ဆိုတော့ကောင်းပါတယ်ဟို show တွေကဟို player တွေကလည်း show ကိုချစ်တယ် show ဘက်ကလည်းသူတို့ကိုချစ်တယ်ဆိုတော့အဲ့ဒါလေးက PT ဖြစ်စရာတော်တော်ကောင်းတယ်ခုဆိုလို့ရှိရင်တွေ့ရင်ပြီးတော့ပပနဲ့တတိရတယ်ဘာညာဆိုတဲ့ဟာလေးကဒီကလေးတွေအများကြီးအောင်မြင်သွားတဲ့အပေါ်မှာရောဘယ်လိုခံစားရလဲဆိုတော့ပြောပြပါဦးအဓိကတော့ဟိုဝမ်းသာပါတယ်ဘာလို့လဲဆိုလို့ရှိရင်ဒါတယောက်ချင်းစီမှာမတူညီတဲ့ skill တွေရှိတယ်မတူညီတဲ့နေပယ်လာကြတယ်ပေါ့နော်ဟိုများသောအားဖြင့်ကကျွန်တော်တို့ဒါစလာကနေဆိုလို့ရှိရင်လူကြောက်တဲ့လူရှိတယ်အပေါင်းအသင်းနေတဲ့လူရှိတယ်ဒီတယောက်ကိုဝင်ပြောဖို့အတွက်တို့မှာဟိုစိတ်အားငယ်ပြီးပြောကြတယ် introvert တွေပါတယ် extrovert တွေလည်းပါတယ်အဲ့ဒါကြောင့်ဘာဖြစ်လာလဲဆိုတော့ဒီမှာ blank ကြီးလောက်လိုက်ကြတယ်သူတို့အတွက်လည်း network တစ်ခုရလာသလိုပြီးရင်ဆွမ်းပြောသလိုသူတို့အားကြရတဲ့အနုပညာရှင်တွေသူတို့ပို့ပြီးရင်းနှီးမှုရလာတယ်သူတို့အတွက် opportunity အများကြီးရှိတယ်အခုဆိုလို့ရှိရင်အတူတူလက်တွဲပြီးလုပ်နေတဲ့ project လေးလည်းမြင်ရတာရှိတယ်ပွဲတွေအတူတူတက်ရတယ်ဒါသူတို့အတွက် benefits ပေါ့နော်ကျွန်တော်တို့ကဘာလဲဆိုတော့ကိုမွေးထုတ်လိုက်တဲ့ဒါလူငယ်တွေ influencer တွေကနေပြီးတော့လက်ရှိမှာဒါနေရာတစ်ခုရောက်လာတယ် fan တွေအများကြီးတိုးလာတယ်ကျွန်တော်တို့တော့ဒါ PT ပဲအရန်ပြောရတယ်ဝမ်းသာရတယ်ပြီးသူတို့အနေနဲ့ကလည်းကိုရီကိုအများကြီးကျေးဇူးတင်တယ်ဟို show ပြီးသွားတဲ့အချိန်မှာတယောက်ချင်းစီကနေမှ thank you note တွေတွေ့ရတယ်အဲ့အတွက်ကြောင့်မို့လဲကိုရီကပို့ပြီးတော့စူးစမ်းခြင်းစီတဘောဖြစ်လာတယ်နောက်ထပ်ပို့ပြီးတော့လဲ season 3မှာဒီလိုပဲဘလို့ကောင်းတဲ့ idea တွေဘလို့ကောင်းတဲ့ပုံစံတွေနဲ့ချပြသွားမလို့ဆိုတာအခုချိန်နဲ့ကျွန်တော်တွေးနေရတယ်တာဝန်လည်းပူကြီးလာတယ်မှန်ပါတယ်ဟုတ်တယ်အဲ့ကြောင့်လို့နောက်တော့အရင်ကျေးဇူးတင်တယ်နောက်တစ်ယောက်ရှိတယ်ပေါ့နော်ဆိုတော့ဘယ်သူလဲဆိုပရိသတ်တွေပေါ့ပရိသတ်တွေဆိုဒီ show ကနည်းနည်းနားလည်ရခက်တဲ့အဲ့လိုဟိုနားလည်ရခက်တဲ့ game တွေပါတယ်ဟိုနားလည်ရခက်တဲ့ presentation တွေပါတယ်အဲ့ဒါကိုသူတို့နားလေလာအောင်တင်ပြနိုင်တဲ့အတွက်လည်းဟိုဒါကိုယ့်ရဲ့တိုးတက်မှုလို့ပြောလို့ရတယ်ပေါ့နော်ဒီ shooting ရဲ့တိုးတက်မှုဒီအောင်ငါတို့ဘယ်လိုသူတို့ကိုနားလေအောင်ပြရမလဲဆိုပြီးတော့စူးစမ်းရဲ့ပုံမှာသူတို့နားလေသွားတာအောင်မြင်မှုတစ်ခုပါပဲဟုတ်တယ်နောက်ထပ်တချို့ comment တွေလည်းကြိုက်တာနိုင်ငံခြား show တစ်ခုကိုကြည်နေရသလိုပဲကျွန်တော်ကနိုင်ငံခြားအကောင်းတွေလို့တာကိုအရန်နေအားကြဟာငါနိုင်ငံကိုသွားတင်နေပြီပေါ့နော်အဓိကတော့ဘာလို့လဲဆိုတော့ကိုရီဘလောက်စူးစမ်းအထုတ်ထားလဲ post တင်မှာဘလောက်စူးစမ်းထားလဲဘာလို့ဆိုတော့ဒီတစ်ခုချင်းစီကိုကျွန်တော်တို့က raw တွေရလာပြီးတော့မှဘယ်လိုမျိုးပုံစံမျိုးနဲ့ကျွန်တော်ချပြရမလဲဘယ်လို edit လုပ်ရတယ်ဘယ်လိုလူတွေစိတ်ဝင်စားအောင်လူတွေနားလည်လာအောင်လုပ်ရလဲဆိုတဲ့အချက်တွေကိုပြန်စဉ်းစားရကြမှာပို့ဆက်တဲ့တိုင်းမှာလည်းအားလုံးကမအိမ်မနာစူးစမ်းခဲ့ရတယ်ပေါ့နော်ဒါတွေအကုန်လုံးကလည်းစူးစမ်းမှုရဲ့ရလဒ်ဒါပရိသတ်တွေလည်းဒီလိုမျိုး comment တွေရတော့ကြမှာကျွန်တော်တို့ team ကအများကြီးကျွန်တော်တို့ပြောပြမယ်အားသက်ရောရှိတယ်ပို့ပြီးတော့ကျေနပ်တယ်နောက်ထပ်လှုပ်ချင်စိတ်တွေဒီတက်ကြမ်းတဲ့ပုံစံမျိုးကျွန်တော်ပို့လှုပ်ချင်လာတယ်ပေါ့နော် comment တွေမှာလည်းတဖြည်းဖြည်းနဲ့ပေါ့နော်ဟိုတစားမြင်လာရတဲ့ဟာလေးတွေကဟို diagram နဲ့ကြည့်မယ်ဆိုပြီးတော့သွားရပေါ့စာတော့ဆိုရင်ဘာမှမသိဘူးလူတွေမှမသိဘူးဘယ်သူလည်းမသိဘူးဒါဂိမ်းတွေက ဘာ show လည်းမသိဘူးနားမလည်ကြအောင်ဂိမ်းတွေအောင်မတူတော့ဘူးအဲ့လိုဟာတွေကနေပြီးတော့ဘယ်သူလေးတွေကိုကြိုက်တယ်ဘာဖြစ်လဲဆိုပြီးဖြစ်လာတယ်ဖြည်းဖြည်းနဲ့ဒီလိုသူ့ရဲ့ချက်ကြီးကမြင့်လာတယ်လို့မြင်တယ်ဟုတ်တယ် episode 4ကနေစပြီးတီချာလေးလူတွေနားလည်လာတယ်ပြီးနောက်ပိုင်းမှာတန်ဖိုတွေကစင်ပြီးစင်တက်လာတယ်ပြီးတော့ episode 8လောက်ရောက်တဲ့အချိန်မှာကျွန်တော်ဘယ်လိုပြောလဲဆိုတော့ဒီ elimination တွေစလာတယ်အဲ့ချိန်မှာဆိုလို့ရတင်ငယ်သူအားလုံးကဟိုဒီမှာခန်းစားချက်တွေနဲ့ကိုတော်ကမျက်ရည်ကျမိပါတယ်ဘာလို့လဲဆိုတော့ကိုကလေးတယောက်ဒီကထွက်သွားတာเนาะအဲ့လိုဆိုတော့ဇက်တိုက်မှာလည်းဟာမျိုးစုံမထွက်ချင်ကြတဲ့အမှသူ့ပရိသတ်တွေကပိုပြီး fan တွေပိုဖြစ်လာကြတယ်အဲ့ဟာကကိုရီလိုချင်တဲ့ point မှန်တိုင်းပြောရတယ်သူတို့အတွက် fan base တွေပိုတိုးလာတယ်ပေါ့နော်အဲ့တင်ကသူဆိုမှသူအဲ့ခုနတမတ်2မှတ်စကားပြောတာတင်ကသူကအရှိမှသာသူ2မှတ်လောက်ရမယ်ဆိုတော့နောက်ဂိမ်းတွေကသူတောက်လျှောက်ပြောနေသူတောက်လျှောက်ပြောသူလုံးတက်တဲ့ဂိမ်းတွေပဲသူအားသာတဲ့ဂိမ်းတွေပဲဆိုတော့အဲ့မှာခုနကပြောရတာပေါ့နော်ကန်ညံဝရိယဆိုအဲ့အကုန်လုံးကအဲ့မှာအရေးကြီးတယ်တမတ်တည်လည်းအဲ့မှာအရေးကြီးတယ်သူကတမတ်နဲ့ကြံခဲ့မယ်ဆိုသူလည်းဝင်လာဖြစ်ကောင်းဖြစ်နိုင်တယ်မှန်တယ်ဟုတ်တယ်နောက်ထပ်တစ်ခုကကြတော့ဒီပေါ့နော်ဒီကျွန်တော်တို့ comment တွေကိုပြန်ဖတ်တဲ့အချိန်မှာနောက်ထပ်ပြောနေတဲ့ topic တစ်ခုရှိရပေါ့နော်အဲ့ဒါကတော့ဒီ episode 12မှာကျွန်တော်တို့လုံးဝ reset ချလိုက်တဲ့ဟာလေးကိုပြောနေကြရပေါ့နော်အဲ့ပုံမှာဘယ်လိုအမြင်လေးရှိတယ်လဲပြန်ပြောပြပေးပါပေါ့ဒါကတော့ကျွန်တော်စောနာကအစပိုင်းမှာလည်းဘို့ပြောခဲ့တယ်ပေါ့နော်ဟိုဒီကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောရမလဲ MPA ရဲ့ score book ကြီးမှာကepisode 12ဆိုတာမရှိနေဘူးဟုတ်တယ်အဲ့တော့ဒီအားလုံးကကျွန်တော်ပြောသလိုဒီနောက်ဆုံးအဆင့်ကို top 5တဲ့ဝင်သွားပြီဆိုလို့ရှိရင်အားလုံးကဒန်းတူပဲဒါပေမဲ့ဟိုကိုယ့်ရဲ့စူးစမ်းမှုပေါ်မူတည်ပြီးကိုယ့်ရဲ့ဖြတ်ထိုးညံပေါ်မူတည်ပြီးကိုယ့်ရဲ့ကံပေါ်မူတည်ပြီးတော့အများကြီးပြောင်းလဲသွားတယ်မဟုတ်ဆိုသူတို့အားလုံးက top 5ရောက်လာပြီ
everyone deserve the ကျွန်တော် winner ပေါ့နော်အဲ့ဒါမှဘယ်သူကပိုဖြစ်သွားမလဲဆိုတာကိုကျွန်တော်ကဒါပြန်ရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်အဲ့ကြောင့်မလို့ဟိုဒီလိုပုံစံမျိုးဖြစ်တယ်ပရိသတ်တွေလည်းဒါတေချာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါ episode 1ကနေပြန်စကြည့်လိုက်ပါပို့ပြီးနားလည်လာလိမ့်မယ်တချို့ကြောင့်လည်းဘာလို့ဆိုတော့ဒီအလယ်မှကြည့်ရပရိသတ်တွေလည်းရှိတယ်အဲအချိန်မှာ viral ဖြစ်လာပြီးတော့ပူကြိုက်လာရှေ့ကိုပြန်မကြည့်ဘဲနဲ့သွားနောက်ဆက်သွားတဲ့အချိန်မှာတို့နည်းနည်းလေးတွေလွတ်သွားတဲ့ဟာလေးရှိမယ်လို့ထင်ပါတယ်အဲကြတော့ရှေ့ကိုပြန်ကြည့်ပြီးတော့ပြန်သွားမယ်ဆိုလို့ရှိရင်ပိုနားလည်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဟုတ်တယ်ပြန်ကြည့်လို့ရှိရင်တော့အစဆုံးနားလည်တော့မယ်သဘောပေါ့ဟုတ်ပါတယ်အဲချိုးခုလုံးစဆုံးကြည့်တော့ဒီလိုမျိုးဒါခိုးဆိုရင်ဒါလေးဆိုဘယ်ပိုင်းအောင်ပို့ကြိုက်ကျွန်တော်ကြိုက်ဆုံးပိုင်းကတော့ဒီ number 4ပဲပေါ့နော် player တော်တော်များများကြိုက်ကြတယ် number 4ပေါ့ dance challenge ပေါ့တော်တော်များများကြိုက်ကြတယ်နောက်တစ်ခုကကျတော့ episode 8ပေါ့နော် episode 8က surfing ကိုလည်းကြိုက်တယ်ဒါကဟိုအရင်ဟိုဘယ်လိုပြောမလဲလူတွေမထင်ထားလောက်တဲ့ episode ဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေလည်းပိုကြိုက်မယ်လို့ပရိသတ်လည်းပိုကြိုက်မယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဆိုရင်တော့အလုံး vlog တွေရိုက်တဲ့ဘိုင်းကိုပိုကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကအဲ့လိုမျိုးရိုက်ရတာဝါသနာပါတယ်ဒါပေမဲ့ဟိုကိုကcreative နည်းနည်းအားနေတယ်မတိုင်းပြောရလို့ရှိရင်ပေါ့နော်တခြား episode တွေဆိုရင်ကိုကပို့ပြီးတော့ကိုယ့်အတွက် easy ဖြစ်တယ်လို့ယုံကြည်တယ်အဲ့မှာကျတော့ကိုကသူတို့ edit လုပ်သွားတဲ့အပိုင်းလေးတွေအချိန်တိုတွင်းမှာသူတို့စဉ်းစားသွားတဲ့အဲ့လိုမျိုးဒီနော်ဟို script လေးတွေဘယ်လိုလေးဗာပြီးရင်ရိုက်သွားမယ်ခါလေးကျွန်တော်သဘောကျတယ် episode တွေဆက်နပြောသလိုပေါ့နော်ဒီပထမပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောရမလဲဒီအမိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်လောက်ရတဲ့အပိုင်းလေးတွေရှိတယ်နောက်ပိုင်းမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ live တစ်ခုရဲ့အကြောင်းကိုရိုက်ပြရတဲ့အပိုင်းလေးအဲ့ဒီမှာဆိုလို့ရှိရင်ချစ်စရာကောင်းတဲ့ပုံစံလေးတွေတွေ့ရတယ်ပြီးရင်တခြားဒီဇာတ်ကားတစ်ခုကို reference ယူရိုက်တဲ့အပိုင်းလေးတွေတွေ့ရတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကကြာဘာကြိုက်လဲဆိုတော့ခဏလေးတွေမှာသူတို့စဉ်းစားသွားနိုင်တယ်ဘာလို့ဒါသူတို့ရဲ့talent ပေါ့နော်ဆိုတော့ကို့မှာကြာအဲ့ဟာအားနေပြီမယ်ခါကျရင်ကို့မှာ idea ရှိပြီလေကို့ idea မကောင်းဒါပေမဲ့သူတို့ချပြသွားတဲ့ဟာလေးကအရန်ကိုထိရောက်တယ်ပျော်စရာကောင်းတယ်ပရိသတ်ကိုသူတို့ဆွဲဆောင်သွားနိုင်တယ်ဒီຢာလေးတွေကတော့ကျွန်တော်အတွက်အမှတ်တရဖြစ်တယ်ဟိုတကယ်လေးသဘောကျတယ် episode တိုင်းကတော့ကောင်းမြင်မဲ့လေကိုယ့်အတွက်ကအဲ့အပိုင်းလေးတွေကပူပြီးအားရတယ်ပြီးတော့အပိုင်း7ပေါ့နော်ပျော်စရာကြီးမိကုန်းတွေဖြေရတယ်ခဏလေးတွင်းမှာတိနေပေမဲ့ဟိုမှားသွားရလေးရှိရယ်ပြီးတော့မှဟာဟုတ်သားပဲဆိုရယ်သူတို့ရဲ့ emotion လေးတွေဖြစ်သွားတဲ့ face expression လေးတွေကမမိနိုင်စရာအကြောင်းလေးတွေပေါ့နော်ဟိုကျွန်တော်ဘေးမှာကျွန်တော်ဆိုလည်းကြည့်နေရကြမှာဟာကိုကအားမရကိုကဖြေသိနေပြီဒါပေမဲ့သူတို့လည်းကိုနေရာရောက်နေတော့သိနေမှာပြီးသွားတော့မှမှန်သားပဲဆိုတဲ့ဟာလေးတွေပြီးတော့လည်းနောက်တစ်ခုကဖြေသွားတာတော့အဖြေက B ဒါပေမဲ့ तू က C ကိုမားဖြေလိုက်တာဒါပေမဲ့ C ကမှန်ဖြေတာဒါဆိုရင် Z တို့ပါဆိုဒီလိုမျိုးလေးတွေ့ရပြောစရာကြီးပေါ့နော်တကယ်တမ်းပြန်တွေ့ရမယ်ဆိုရင်တော့တကယ်ကိုကျွန်တော်အတွက်ကတော့အမှတ်တရကြီးလာရပါပဲဘို့အကြိုက်ဆုံးပိုင်းကျွန်တော်တို့သိတယ်ဒီချိန်မှာတော့တောက်လျှောက်ပြော8နဲ့7လာဟုတ်ဒါပေမဲ့အခုအစဆုံး run through ပြင်ပြီးတော့မာဆိုပြန်ကြည့်လိုက်တဲ့အချိန်မှာတကယ်တမ်းကြိုက်တာ5အဲ့လိုဆိုကိုအားနေရဟာမဟုတ်လို့အဲ့လိုမျိုး management လုပ်ရတာလို့ပေါ့ဆိုတော့အမအင်မတန်မှအားနေတယ်အားနေတဲ့ခါရောက်တော့အခုဒီ game ကိုစစဉ်းစားတော့ဆိုလို့ရှိရင် ways အများကြီးပဲပေါ့နော်ဘလို့ဆိုရင်ဘလို့လုပ်ကြမလဲအဖြေကိုရှာတာပေါ့ကြည့်မလားလူတင်တာဖြစ်ခဲ့ရင်ငါဘာလုပ်ကြမလဲဆိုပြီးတော့ဖြေရှင်းခဲ့တဲ့တုန်းကဟာနဲ့တို့တကယ်ဆော့သွားတဲ့ဟာနဲ့ချားစီတို့ရန်တော့တို့ကြမှာစကားလေးဟုတ်တယ်ကိုချင်းစဉ်းစားတဲ့အချိန်မှာတို့ကအကုန်လုံးတပြိုင်နက်ကြီးလို့တော့အော်လို့တို့အဲ့လိုမျိုးတခြားတလန်းကိုသွားမြင်တော့အဲ့ဒီဘိုင်းကတော့ကြိုက်တယ်ကိုမစင်းစားရဲ့ဝေကိုသူတို့လောက်သွားတဲ့ခါရောက်တော့အဲ့ဒီအပိုင်းက edit လုပ်လိုက်တဲ့အချိန်မှာနောက်ပြီးတော့အဲ့ဟိုစားလေး concept လေးတွေပါသေးအကြောင်းလူကြီးပိုတိသွားတာဒီအကြောင်းနည်းနည်းပို့ပြီးတော့ဟိုတန်ပိုမြင့်တယ်လို့ထင်တယ်ပေါ့ခြားပိုင်းနေတယ်နည်းနည်းပို့ပြီးတော့လည်းဒါအမှတ်ရတာတစ်ခုပါကိုရီကိုတိုင်းကိုပြေးသွားပြီးတော့ဒီနောက်လိုက်နေရဖယ်ချိန်ချော်လဲမလဲဆိုအဲ့ချိန်ချော်လဲရင်သမားမှလည်းပြီးရအဲ့ဘိုင်းတော်တော်လေးကြိုက်တယ် episode 5ကလည်းတော်တော်လူကြိုက်များတယ်မှာပါပါတယ်ပြောမှဆိုရင်ဒီ show ကဒီ1 to 12ကြည့်မယ်ဆိုရင်ကိုလည်းတင်ခဲ့ရတယ်အများကြီးပဲခုနကတော့ process ဆိုလည်းသူဒီ creativity ကို clay စီကသူပြန်ပြီးတော့ inspire ပြန်လုပ်ရတယ်အခုဆိုရင်အမဆိုရင်လည်းအပိုင်း9မှာကြည့်ပြီးတော့ဒီ management ကိုသူများစဉ်းစားရဲ့ way တစ်ခုပြန်မြင်တယ်ဟိုကိုပြန်တင်ရဟိုဒါဟန်တာလဲကျွန်တော်ပြောလို့ episode 4ဘာလို့ဆိုခုနောက်ပိုင်းသူ TikTok မှာရန်ကနေရတယ် episode 4ကြိုက်တယ်နော်ဒါလည်းတင်တာတကယ်ဟိုအကျိုးရပုံမှန်ဆိုလို့ရှိရင်ရှေ့မှာတော့ကင်မရာရှေ့မှာတိတ်မထွက်ရဲဘူးစကားမပြောရဲဘူးဆိုတဲ့အပိုင်းတွေရှိရပေါ့နော်ဒီလို show ကိုရိုက်ပြီးသွားတဲ့အချိန်ကိုယ့်ကိုလည်းဒီလို podcast တွေစပြီးတော့ကျွန်တော်လည်းတင်တာလေးရှိပါတယ် podcast တွေပါစရိုက်တဲ့အချိန်မှာတဖြည်းဖြည်းနဲ့ကိုတို့အမတို့ရဲ့အားပေးမှုကျေးဇူးတွေလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးကျေးဇူးတွေလည်းပါတဲ့အတွက်ကြောင့်မို့ကျွန်တော်ဆိုလည်းရှေ့ထွက်ပြီးနည်းနည်းပြောလာရဲတဲ့ဟိုတက်တီတော့ပို့ပြီးတော့ရှိလာတယ်ပေါ့နောက်ပိုင်းလဲဒါမပုတ်လဲဘပုတ်လဲပေါ့နော်ဒါကမဲ့ပိုင်းနေရှိပါတယ်အများနဲ့ကျွန်တော်ခေါ်ပြီးတော့ကျွန်တော်တို့ဒါ enjoy လုပ်နေပြီOkay
အဲ့တော့ season 2နဲ့ပတ်သက်တဲ့အကြောင်းတွေနဲ့ကျွန်တော်တို့ပြောပြပါရဆိုတော့ season 3နဲ့ပတ်သက်တဲ့ဟာလေးလည်းအနည်းငယ် hints တွေကို Lewis ကနည်းနည်းပေးပေးပါဦး ဟုတ်ကဲ့season 3ကလည်းဒါ season 2ကအရင်အောင်မြင်ခဲ့ကြမို့ season 3ကိုလည်းကျွန်တော်အများကြီးစူးစမ်းရမယ်ပို့ပြီးတော့ကျွန်တော်တို့အတွက်ဒီ season 2ထပ်ကိုပို့ပြီးတော့အောင်မြင်ဖို့ပြီးတော့ပို့ပြီးတော့လူပရိသတ်တွေကြိုက်ဖို့ပရိသတ်တွေနားလေတဲ့ပုံစံမျိုးနဲ့ align လုပ်ပေးဖို့ပြီးတော့မတူညီတဲ့ဒီနယ်ပယ်ကဒါ influencer တွေကိုဖိတ်ခေါ်ပြီးတော့ဒါပြိုင်ပွဲဝင်ဖို့ပြီး season 2ကလူတွေလည်းဘယ်လိုပုံစံမျိုးနဲ့ပါလာမှာလဲပြီးခိုးရှောင်းနော်ခိုးရှောင်းလည်းဘယ်လိုပုံစံမျိုးတွေဖြစ်မှာလဲပြီးတော့နောက်တစ်ခုကဘယ်နေရာမှာအမိုက်ဆုံးသွားရိုက်မှာလဲဆိုတာတွေကကိုရီကူစပြီးတော့ပြင်ဆင်နေရပြီစဉ်းစားနေရပြီတွေးတောနေရဘာလို့လဲဆိုတော့ကိုရှောင်းပြန်ပါအောင်မလား season 1လိုပဲလား2လိုလား2ရဲ့နောက်တစ်မျိုးကြီးထွက်လာမှာလား ကိုလည်းမသိသေးဘူးပေါ့နော်စဉ်းစားနေရတော့ဟုတ်တယ်ဟုတ်တော့ဒီမှာလို့ရှိရင်လည်းအကောင်းဆုံးစူးစမ်းကြမယ်ဆိုတာလည်းယုံကြည်သလို season 3ကိုလည်းအမိုက်ဆုံးဘယ်လိုချပြမှာလဲအမိုက်ဆုံးလူတွေဘယ်လိုကြိုက်ကြအောင်လုပ်ကြမှာလဲဒါတွေကျွန်တော်တို့ကြိုးပြီးစဉ်းစားရတယ်စဉ်းစားပြီးတော့အမခံနိုင်တာကတော့အမိုက်ဆုံးပုံစံနဲ့ပြန်လာမယ်ဟုတ်တယ်ပရိသတ်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်အခု season 1နဲ့မတူဘဲနဲ့ season 2မှာကျွန်တော်ပို့ပြီးတော့ဟိုကောင်းလာတာတွေကိုမြင်ရတယ်ဆိုတော့အခု season 3ကိုလည်းသူတို့ expect လုပ်ထားကြမှာပိုကောင်းတဲ့ဟာတွေကိုလေကျွန်တော်တို့ချပြမယ်လို့လည်း expect လုပ်ထားမယ်လို့လည်းမျှော်လင့်ပါတယ်ဟုတ်ပါတယ်ပြီးတော့နောက်တစ်ခုကဟိုဒီကြီးစုရဲ့ပရိသတ်တွေကလည်း MCS ကလှုပ်လိုက်ပြီဆိုလို့ရှိရင်အများနဲ့အမိုက်စားရှိုးတွေမတူညီတဲ့ပုံစံတွေနဲ့ချပြတာသူတို့တွေ့ရကြအောင်သူတို့လည်းအများကြီးမျှော်လင့်နေမှာပဲကိုတွေလည်းအဲ့ဒီမျှော်လင့်ချက်ကိုကဲတက်တည်ပြနိုင်တဲ့ဒီ program တစ်ခုအနေနဲ့ဒါဖြစ်မှာပေါ့နော် season 3ရလည်းဟုတ်MCS ကရရင်ကောင်းတယ်ဆိုတဲ့ဟာမျိုးပဲဖြစ်အောင်ကြိုးစားနေပါတယ်အခုဆိုရင်ကျွန်တော်တို့ MCS ကလုပ်တဲ့ show တွေဆိုလို့ရှိရင်ဆက်ပြောရေး season 1 2အခု3လာတော့မယ်3လာတော့မယ်ဒါမှဒါကြားထဲမှာ family တက်တိုးလေးတွေသွားနေတယ်ဟုတ်တယ်အခုဆိုလို့ရှိရင်လည်းဒါ family တက်တိုးကကျွန်တော်တို့ John 28မှာမန်းလေးမှာလာတော့မှာအမိုက်စားပုံစံမျိုးနဲ့အသင်း၄သင်းလုံးကနေပြီးတော့မှဒါပရိသတ်တဲ့ကျွန်တော်တို့ဒါခေါ်ဆောင်သွားမှာပေါ့နော်မန်းလေးရဲ့ပရိသတ်တွေကိုလည်းဒီမှာကြည်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပွဲကြလို့ရှိရင်ဒါရောက်ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်တခါတည်းအဲ့တော့ခုနပြောသလိုပဲ season ဟိုလဲ Sandy Side View ရဲ့ကျွန်တော်တို့အကြောင်းပြောပြီးသွားပြီဆိုတော့ကျွန်တော်တို့အခု The Big Show ပေါ့နော် Influencer Show ဆိုတဲ့ season 1ပြီးသွားပြီ season 2လည်းအခုဆိုရင်လက်တလုံးပြီးသွားပြီဆိုတော့ season 3မှာလည်းလာဖို့ရှိပါတယ်နောက်နှစ်ထဲမှာကျွန်တော်တို့အမြန်ဆုံးပုံစံမျိုးနဲ့လာမယ်ပေါ့နော်အဲ့ဒါကိုလည်းဆက်စောင့်မျှော်ကြည့်ရှုအားပေးဖို့လည်းတခါတည်းဖိတ်ခေါ်ထားပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့အခုလက်တလုံးနောက်လျှောက်ကျွန်တော်လုံးပန်းနေရတဲ့ show ကတော့ music show ပေါ့နော် MRD4 နဲ့ပူပေါင်းပြီးလုပ်တဲ့ music show တကယ်ကို super band ဆိုတဲ့ music show ကြီးလည်းရှိပါတယ်အဲ့တော့ပရိသတ်တွေကျွန်တော်တို့ MCIX ကလုပ်တဲ့ show တွေကသူများနဲ့မတူဘဲနည်းနည်းတော့ထူးခြားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ show မှာလည်းဘာတွေပါလာအောင်မလဲဘယ်လိုမျိုးတွေကျွန်တော်တို့ internet နေထည့်ထားပြီးတော့လာအောင်မလဲဆိုတာကိုလည်းကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ရင်းနဲ့ဒီ podcast တွေကနေကျွန်တော်တို့ဟိုနှုတ်ဆက်ချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်အားလုံး thank you